မြန်မာလူမျိုးတယောက်အနေနဲ့အခု online မှာချနေတဲ့ game နဲ့ပတ်သက်ပြီးတော့ဒီမြန်မာလူမျိုးတွေကိုအင်္ဂလိပ်စာလေးတစ်ခုသင်ပေးမယ် okay မြန်မာလူမျိုးမြန်မာစကားပြောတယ်မြန်မာပြည်မှာကြီးပြင်းတဲ့လူတွေအကုန်ပါတယ်နော်အဲ့အင်္ဂလိပ်စာလေးကဘာလဲဆိုရင်တိုက MYOB လို့ခေါ်ပါတယ် MYOB mind your own business you guys mind your own business ဘာလို့ဆိုလဲကိုတိုင်းလည်းမြန်မာလူမျိုးဒါပေမဲ့မြန်မာလူမျိုးတွေကလေကိုလူမျိုးမဟုတ်လို့ကိုပြောလို့ရတယ်နော်အရန်စိတ်ပုတ်အရန်သူများအောက်ကြလို့ရှိရင်အရန်နင်းချက်နော်ပြီးလို့ရှိရင်သူများရဲ့အောင်မြင်နေရင် support တော့မပေးချင်ဘူးအမြဲတမ်းနှိမ့်ချမဲ့ချင်ကိုစောင့်နေတယ်နော်လုံးဝ jealousy 100%အဲ့ဒါမျိုးကို online မှာလေလူရဲ့ comment တွေထဲမှာကြည့် oh my gosh ဗီကီကဘာလို့ဒီအင်္ဂလိပ်စကားလေးကိုမြန်မာလူမျိုးတွေကိုအထူးသဖြင့်သင်မရလဲဆိုလို့ရှိရင်မနှစ်ကဗီကီရဲ့ရည်စားကနေပြီးတော့ content တစ်ခုရိုက်လိုက်တယ် probably like last year around like September ပေါ့နော် PGK ကိုပေါ့သူကဘယ်လိုမျိုး support လုပ်ပါတယ်ပေါ့ဒေါ်လာ8000နဲ့သူကအဲ့တော့ဗီကီရဲ့ cash ကိုသူက cash out လိုက်တယ် cash out လုပ်ပြီးတော့သူက content ရိုက်မယ်ဗီကီကဘယ်လောက်သုံးလဲသတင်းအမှားပုံစံမျိုးအဲ့လိုထင်အောင်ထင်မှာဖြစ်သွားတယ်အဲ့မှာမျိုးသမီး account တစ်ခုရှိတယ်သူကနေပြီးတော့ okay ပေါ့နော်ဟိုဗီကီကိုခေါ်ထားတယ်နော်ဟိုgold digger တဲ့ gold digger เนาะငါတော့မလေးသိလားသူနဲ့ဒီလူမျိုးစကားကိုလေအုံနောက်တယ်လေအင်္ဂလိပ်စာတိုင်တော့အဲ့လိုစကားမျိုးတွေကိုလေအုံနောက်တယ်မထည့်တာအခုအုံနောက်တယ်ဘယ်လိုထွက်လာပြီစဉ်းစားလို့မရအောင်နောက်ဖြစ်ဆိုတော့လေသူ့ရွယ်နဲ့လည်းမလိုက်ဘူး gold digger ဘာလဲဆိုလို့ရှိရင်ချူစားတယ်ပေါ့ကွာသိလား Vicky ရပဲ Vicky boyfriend စီကချူစားအောင်မယ် that was my money honey okay စိတ်မှုပါနဲ့ရီးစားကိုလည်းအတုတ်ပြီးပြီနင်လုတ်လိုက်လို့ငါတမနာမည်ပြတ်တယ်လို့ never freaking do that and တွေ့ရနော်ဘာလူတွေဘယ်လောက်စိတ်ပုတ်လဲဆိုတာ I told him ကိုတိုင်းလည်းလူသားပဲအဲ့တော့သူများသားသမီးတွေကို online မှာနှိမ်ချပြီးတော့လေရုပ်ပြစင်ပြဖြစ်အောင်လုပ်နေတဲ့လူတွေအများကြီးရှိတယ်ဆိုတော့ Vicky ဘွားပြတ်သွားလား no I even got a go yard tote bag အကောင့်ကနေပြီးတော့အခုထားနေတဲ့ online ကခေတ်ကနေပြီးတော့ तू ကထိတ်ဆုံးကထက်တင်တယ် girl ကိုချင်းစာစိတ်လေးရှိပါဆက်စု and then always wanted to နှိမ်ချ everyone like MYOB များအကြောင်းတွေကိုဆက်မစုပါနဲ့ကိုကိစ္စပဲကိုစိတ်ဝင်စားကြပါ MYOB okay တနေ့လေးငါရုပ်လေးဘလို့နေလဲငါစိတ်ကောင်းရှိတဲ့ရုပ်ထွက်လာမျိုးလေးကြည့်ကြ okay ငါစိတ်ကောင်းရှိတဲ့ရုပ်ထွက်နေရင်ငါစိတ်ကောင်းရှိလားစဉ်းစားကြ Strawberry Brandy Melville က top အဖြူလေးနဲ့ပိုးသားမဲအောင် skirt လေးနဲ့ Goyard tote bag limited edition လေးနဲ့ကို MY သွားပြီးလိုက်ပါအောင်မယ် okay and you guys do the same